လူတယောက်ဟာတရှင်းတန်လည်းမရှိစတိုရီယာတန်လည်းမပါပဲလမ်းမထက်မှာရွတ်တွတ်စွာကားခုန်နေတယ်ရက်အနှင်းငယ်ကြာမှာတော့သူ့နောက်ကိုလူပေါင်းရာနဲ့ရှိပြီးလိုက်ကကြတယ်ပိုပြီးထိတ်လန့်စရာကောင်းတာကသူတို့ဟာပျော်လွန်းလို့ကနေကြတာမဟုတ်ပါဘူးမျက်နှာတွေမှာတွေးပြတ်ထိတ်လန့်နေပြီးရက်တန့်ဖို့ကြိုးစားပြီးမဲ့ခြေထောက်တွေကအလွန်လျောက်ဆက်ကနေကြတာပါနောက်ဆုံးမော်ပန်းပြီးနှလုံးရက်တဲ့အထိရှစ်ဖွားတွေတွေးအလိမ့်လိမ့်အကွယ်တဲ့အထိနေ့ရောညပါမနာတမ်းကခုန်ရင်တိတ်ဆုံးခဲ့ကြရပါတယ်ဒါဟာရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမဟုတ်ပါဘူး1518ခုနှစ်ကပြင်သစ်နိုင်ငံမှာတကယ်ဖြစ်ပွားခဲ့တဲ့သိပ္ပံပညာရှင်တွေအခုထိအဖြေရှာရခက်နေတဲ့ The Dancing Plague ဒါမှမဟုတ်ကခုန်ရှင်ကပ်ရောဂါဆံမယ်ဖြစ်ပါတယ်သူတို့ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဖြစ်ရက်ကတော့1518ခုနှစ်ဇူလိုင်လမှာအခုခေတ်အပြင်သစ်နိုင်ငံရဲ့ Strasbourg လို့ခေါ်တဲ့မြို့လေးမှာစတင်ခဲ့တာပါFrance Trovia လို့အမည်ရတဲ့အမျိုးသမီးတဦးဟာအိမ်အပြင်ကိုထွက်လာပြီးလမ်းလဲကောင်မှာစတင်ပြီးကခုန်ခဲ့ပါတယ်သူမမှာဘာတူရီယာတန်မှမရှိသလိုပျော်ရွှင်ရမယ့်အကြောင်းပြချက်လည်းမရှိပါဘူးသူမရဲ့မျက်နှာမှာဒေါသတွေကြောက်ရွံ့မှုတွေနဲ့ပြည့်နှက်နေပြီးခန္ဓာကိုယ်ကတော့ရွတ်တွတ်စွာလှုပ်ရှားနေခဲ့တာပါညမိုးချုပ်သွားလည်းမနာပါဘူးသူမဟာမော်ပန်းပြီးလဲမကြမရှင်နေ့ကောညကောကခုန်ခဲ့ပါတယ်ခဏနားပြီးနိုးလာတာနဲ့လမ်းပေါ်ပြန်ထွက်လာပြီးဆက်ကပြန်ရောပိုပြီးကြောက်စရာကောင်းလာတာကဒီအရှင်ကြီးဟာကက်ယောဂတစ်ခုလိုတခြားလူတွေကိုပါကူးဆက်လာတာပါပဲတပတ်တွင်မှာသူမရဲ့နောက်မှာနောက်ထပ်လူ34ယောက်လိုက်ကလာကြပါတယ်နောက်တစ်လအကြာမှာတော့ကခုန်တဲ့လူဦးရေဟာလူပေါင်း400ကျော်ထိရှိလာခဲ့ပါပြီသူတို့ထဲမှာအမျိုးသမီးတွေမကပဲအမျိုးသားတွေရောကလေးတွေပါပါဝင်လာခဲ့ပါတယ်မျိုးရဲ့လမ်းမတွေထက်မှာလူအုပ်ကြီးဟာအိတ်ရှိန်စားချိန်မရှိပဲယူမှုကခုန်နေကြတာပါသူတို့ရဲ့ခြေထောက်တွေကနေတွေးတွေထွက်လာတယ်အရိုးတွေကနာကျင်ကြိုက်ခဲလာတယ်ပါးစပ်ကနေအမြုပ်တွေထွက်လာတဲ့အထိမရတတ်နိုင်ကြပါဘူးရက်လက်နေနေကတော့ခန္ဓာကိုယ်တွေဟာရှေကုံလက်ပန်းကြပြီးနေ့တိုင်းလူ15ယောက်ဝန်းကျင်ထိနှလုံးရက်တာအမောဆိုတာတွေနဲ့နေ့တိုင်းတိတ်ဆုံးကုန်ကြပါတော့တယ်ဒီလိုထူးဆန်းတဲ့အချိန်တွေကိုမြို့အာဏာပိုင်တွေနဲ့ဆရာဝန်တွေတတိပြုမိသွားတဲ့အခါမှာတော့အဖြေရှာဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကအစေးပညာကအခုခေတ်လိုမထွန်းကားနေတော့ဆရာဝန်တွေကဒါကိုတွေးပူတဲ့ယောဂhot blood လို့သတ်မှတ်လိုက်ပါတယ်ပြီးတော့သူတို့ပေးခဲ့တဲ့စိတ်ကုထုံကတော့ကပ္ပအလွယ်ဆုံးကုထုံကြီးဖြစ်လာခဲ့ပါတယ်ဆရာဝန်တွေကဒီလူတွေတွေးအေးသွားအောင်ပို့ပြီးကခိုင်းလိုက်ကားလို့ဝသွားရင်ယောဂပျောက်သွားလိမ့်မယ်ဆိုပြီးအကြံပြုခဲ့တာပါမြို့နယ်အစိုးရကလည်းမြို့လေကောင်မှာကောက်ခွင်းအကျယ်ကြီးတွေစောက်ပေးတယ်စင်မြင့်တွေလုတ်ပေးတဲ့အပြင်ကားရတာပုံမြင်အောင်ဆိုပြီးစင်တင်တီးဝိုင်းတွေစီတီတမားတွေကိုပါငားရမ်းပေးခဲ့ပါတယ်ရလက်ကတော့ယောဂပျောက်ဖို့နေနေတတ်ဂီတတန်တွေကြောင့်လူတွေပိုပြီးစိတ်ကြွလာကတိတ်ဆုံးလူဦးရေဟာအဆမတန်မြင့်တက်သွားခဲ့ရပါတယ်ဒီကက်ယောဂဆန်ကြီးဟာစက်တင်ဘာလကုန်ပိုင်းလောက်မှာတော့ဖြစ်ပွားခဲ့တယ်လို့မျိုးပဲရုတ်တရက်ကြီးပြန်လဲပြောက်ကွယ်သွားခဲ့ပါတယ်ဒါဆိုရင်ဒီလူတွေဘာကြောင့်အသက်သေတဲ့အထိကခဲ့ကြတာလဲခေတ်သစ်သိပ္ပံပညာရှင်တွေနဲ့တမိုင်းပညာရှင်တွေက theory နှစ်ခုနဲ့အဖြေရှာခဲ့ကြပါတယ်တစ်ခုကတော့မိုးအစိတ်တင်ရှင်လို့ပြောခဲ့ကြပါတယ်သူတို့တွေစားသုံးတဲ့ဂျုံတွေထဲမှာဆွဲကပ်နေတတ်တဲ့မိုးတွေကြောင့်ဖြစ်နိုင်ပါတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီမိုးတွေဟာစိတ်လျှောက်ရှားစေတဲ့ LSD မူရစ်ဆေးလိုမျိုးဓာတ်ပြုမှုမျိုးဖြစ်စေပြီးခန္ဓာကိုယ်အလိုလျောက်တုံခါကခုန်စေတတ်ပါတယ်ဒါပေမဲ့ဒီ theory ကလူပေါင်း400ကျော်ရက်ပေါင်းများစွာတပြိုင်နက်တည်းကခုန်ဖို့အင်အားမပေးနိုင်ဘူးလို့ညှင်းခုန်ခဲ့ကြပါတယ်နောက်တစ်ခုကတော့အဆုလက်အပြုံလက်စိတ်ကြွယူသွမှုလို့ပြောခဲ့ပါတယ်အဲ့ဒီခေတ်က Strasbourg မြို့မှာငတ်မွတ်ခေါင်းပါမှုယောဂဗျာတွေကြောင့်လူတွေဟာစိတ်ဖိစီးမှုအလွန်မင်းကြုံတွေ့နေရပါတယ်အဲ့ဒီစိတ်ဖိစီးမှုပြင်းထန်ရာကနေလူတယောက်စိတ်လွတ်ပြီးကာရာကနေပတ်ဝန်းကျင်ကလူတွေပါစိတ်ပိုင်းဆိုင်ရာကူးဆက်ပြီးစိတ်ယူပေါက်ကခုန်ခဲ့ကြတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကဖြစ်ပျက်ခဲ့တဲ့ဒီကခုန်ရှင်ကက်ယောဂဆန်ဟာအခုထိကျွန်တော်တို့လူတမိုင်းမှာအစမ်းကျဲဆုံးဗဟေတိတစ်ခုဖြစ်ကျန်ရစ်နေစေဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်လည်းဒီလိုထူးဆန်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါအောင်ခင်ဗျကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ